ကိုအညာသားကြီးကိုကြီးဖို့ချိုငါအကိုကိုကြီးဖို့ချိုငါလည်းအညာပြည့်တစ်ချစ်လေးတောင်ပြန်မရောက်တာကြားခဲ့ပေါ့ငါတို့ရဲ့ဒေတာရော်ရွက်လေးတွေဝါသေးလားတောက်စရာရေတွေရောကြည်သေးရဲ့လားစပားတွေရောပေါက်ပေါက်ဆုပ်ဖြစ်ကုန်ကြသလားမင်းရဲ့သားကြီးငါရဲ့တူလေးပေတိုးလေးရောကျောင်းတရမှာပြင်းနေသေးသလားဒါမှမဟုတ်တစ်စရာကျောင်းတွေတကားတွေများပိတ်ထားကြသလားအကိုကြီးဟိုတလောကအမေစီငါဖုံးဆက်တော့အမေကငိုတယ်ငါတို့ရဲ့ဥပဲအော်ရာမိဖွားအိမ်လေးပြိုတယ်တဲ့လေအော်အညာငါတို့ရဲ့ဒေတာလေးဆန်တွေဘလုံးမထွေးနဲ့ပြောရပြီငါကမြို့ကြီးကိုတည်ရပြီမင်းရဲ့ထန်းတက်နှမ်းထွက်တဲ့လာစာကိုတုံးအညာကိုပြုံးပြုံးကြီးကြည့်နေရတယ်လာမင်းလဲနှင်းကြတဲ့ကိုယ်အမေတို့အသားအမိမြေအဖွားတွေဘယ်မှာနှွေးကြသလဲဘယ်မီတလင်းမှများကလေးတွေကစားကြမလဲဘယ်စချစ်မှများဝဝဖီဖီနွားကြီးတွေအစာစားကြတယ်လေကိုကြီးဖို့ချိုအညာမီနှက်ပူရစ်မှုလို့ပြောပါပေါ့လားအိမ်ကိုပြန်မလာသေးနဲ့အုံအငယ်ကောင်နဲ့အိမ်ကထစ်သွားခိုင်းပြီးကြတဲ့ကပြန်မလဲလာခိုင်းတဲ့ခြေဦးကပေါ့မင်းရဲ့မရှိတော့တဲ့ခြေထောက်တစ်ဖက်ကိုအာနာတယ်ငါအကူကြီးဖို့ချိုငါအာနာတယ်ဒီကဗျာလေးကတော့ကဗျာဆရာຫນွေရိုးရေးဆက်ထားတဲ့ကဗျာလေးပဲဖြစ်ပါတယ်ခင်ဗျာ